အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ကျွန်တော်ကိုယ့်ရဲ့ဗီဒီယိုလေးတွေပေါ်မှာကိုယ့်ရဲ့လူကိုဒီဇိုင်းလေးဘယ်လိုထည့်ရမလဲဆိုတာကိုကျွန်တော်ကဲကိုတူပြီးတော့လုပ်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပထမဦးဆုံးမိမိရဲ့ကဲတဲ့ကိုအရင်ဝင်လိုက်ပါဟိုရ project တွေကိုနှိပ်လိုက်ပါနော်ကျွန်တော်မျှလေးပြပေးထားပါတယ်ဒီလိုလေးပေါ်လာပြီဆိုတော့မိမိလိုချင်တဲ့ဗီဒီယိုလေးတွေကိုရွေးပြီးတော့နှိပ်လိုက်ပါနော်အဲ့လိုလေးပေါ်လာပြီဆိုတော့ဒီအောက်မှာကျွန်တော်မျှလေးပြထားပါတယ်နော်ဘေးကိုခဏလေးဆွဲလိုက်ပေါ့စတေကာဆိုတာရှိပါတယ်အဲ့ဒီစတေကာကိုရင်နှိပ်လိုက်ပါနော်စတေကာကိုနှိပ်လိုက်ပြီးဆိုဒီလိုလေးပေါ်လာရင်ဟိုတောက်မှာအဲ့ဒီပိုလေးရှိအဲ့ဒါကိုဝိုက်ပြထားတယ်နော်အဲ့ဒါလေးနှိပ်လိုက်ပေါ့နှိပ်လိုက်ဒီလိုပေါ်လာပြီမိမိရဲ့လူကိုလေးကိုနှိပ်လိုက်ပါအဲ့လိုလေးပေါ်လာပြီဆိုတော့ဒီဘေးမှာလေးထောင်လေးပုံစံကိုချက်လိုက်မိမိရဲ့လူကကြည့်လာတော့မိမိလိုချင်တဲ့လောက်ထားနိုင်ပါတယ်အဲ့လိုလေးပေါ်လာပြီမိမိလိုချင်တဲ့နေရာမှာထားပါနော်ကိုယ်ဆင်ပြေတဲ့နေရာမှာထားပေါ့သိခြင်းလည်းသိကြည့်ရင်လည်းကြည့်ကိုယ်ဆင်ပြေပြီဆိုရင်တော့အဲ့လိုလေးပေါ်လာလိုက်မယ်ဒီမြားလေးပြထားကိုနှိပ်လိုက်ပါနော်ဖိပြီးတော့နှိပ်ထားလိုက်ပါအစိုးဒီကိုဆွဲလိုက်ပေါ့ဗီဒီယိုက4မိနစ်စာရှိတယ်4မိနစ်စာလောက်ဒီဆွဲလိုက်ပါနော်ငါဆွဲလို့အဲ့လိုလေးဆွဲပြီးပါပြီဗီဒီယိုမှာအဲ့လိုကိုယ့်ရဲ့လူကျင်တဲ့ပုံစံလေးဘယ်လိုပြရမလဲဆိုတော့ဒီမှာပြထားတာပေါ့နော်ဒီမှာထပ်ခဖွင့်ရအဲ့ဒါလေးကိုနှိပ်လိုက်ပေါ့ကျွန်တော်များပြထားပေးရပါတယ်မိမိလိုချင်တဲ့ဟာကိုရွေးပေါ့နော်ဒီမှာကျွန်တော်ကတော့ဘလန်လန်တဲ့ဟာတွေရွေးပြထားပါတော့အဲ့နှိပ်လို့ရင်နှိပ်မြန်လို့ရင်မြန်လို့ရပါတယ်အဲ့ဒါကိုနှိပ်ပြီးတော့မှတ်ချက်လေးနှိပ်လိုက်ပေါ့နော်မှတ်ချက်လေးနှိပ်တော့ဗီဒီယိုလေးပြန်ဖွင့်ကြည့်ပေါ့မိတိုင်းနေတဲ့ပြီဆိုတော့စေးတိုက်လိုက်ပေါ့နော်အဲ့လိုပြီးတော့ဘောဟာနေလိုက်ပြီးပါပြီဆိုတော့မြေဗီဒီယိုလေးကိုပြန်ပြီးတော့ဖွင့်ကြည့်ပေါ့နော်ဒါလည်းစမြေရဲ့လူကိုလေးဒီမှာပေါ်လာပါပြီဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ